ညီမလေး ဟုတ်မင်္ဂလာပါရှင် ညီမလေးနာမည်လေးရဲ့ခုသွားတော့မဲ့ဗီဇာမျိုးစားလေးနဲ့အလုပ်ကိုင်လေးမမကိုပြောပြပါအောင်နော် ဟုတ်နာမည်ကတော့ဖြိုးဖြိုးရေးပါဗီဇာကတော့ဒုက္ခတကင်းကိုဗီဇာလေးပါရှင် ဟွာခေါနော်အခုညီမလေးကသွားတော့မယ်ဆိုတော့အခုဘယ်လိုခံစားချက်တွေရှိဖြစ်နေလဲ ဟုတ်ပြောပါတယ်ရှင်မ ဟွာဘောညီမလေးမတို့ယူမဲ့ UK ကနေပြီးတော့အင်တာဗျူးအောင်တဲ့ချိန်ဒီပေါ့လေ့ကျင့်သင်ကြားပေးခဲ့တဲ့ပုံမှာအဆင်ပြေမှုရှိလား ဟုတ်အဆင်ပြေခဲ့ပါတယ်ရှင်မ ညီမလေးသွားတော့မှာဆိုတော့ဘာတွေကိုပြင်ဆင်ပြီးတော့ထည့်ခဲ့လဲ အဓိကတော့စားစရာပေါ့ စားစရာပေါ့ညီမလေးအခုပေါ့နော်မတို့ယူမဲ့ UK ကနေပြီးတော့ညီမလေးတို့အင်တာဗျူးအောင်ပြီးတော့အခုသွားတော့မဲ့ချိန်ဒီကိုပေါ့နော်လေ့ကျင့်ပြင်ဆင်ပေးခဲ့ရတယ်မှာအဆင်ပြေမှုရှိခဲ့လား ဟုတ်အဆင်ပြေပါတယ်ရှင်မ ပြီးတော့ညီမလေးဂျပန်ရောက်ရင်ဘယ်နေရာရင်ဆုံးသွားချင်လဲပြီးတော့ဘယ်မြို့နယ်မှာလှုပ်လှုပ်ရမှာလဲကလေး ဟုတ်အလောလောကမှာတော့ဥစားကားမှာပါရှင်သွားဖို့လာဖို့တော့မစင်စားသေးဘူးပေါ့နော်ဟုတ်လောလောဆယ်အလုပ်ထဲမှာပဲအဆင်ပြေနေဖို့အားကြောင့်နေဖို့စဉ်းစားထားပါတယ် ညီမတို့ယူမဲ UK ကနေပြီးတော့ညီမလေးတို့ကိုပေါ့နော်အင်တာဗျူးအောင်ပြီးတဲ့သူတွေကိုဂျပန်နဲ့ပတ်သက်တဲ့တင်ကျေးမှုစီမင်းစည်းကဲပြီးတော့စကားပြောဆိုသုံးလုံးတွေကိုလေ့ကျင့်သင်ကြားပေးခဲ့တယ်အဲ့ဒီမှာညီမလေးကပြန်ပြီးတော့ပြန်လည်မျှဝေချင်တာလေးများရှိလား ဟုတ်အဆင်ပြေပါတယ်ရှင်အားလုံးလေကောင်းကောင်းပေးပါတယ်ရှင်ကျွန်တော်တော်မဲ့လူတွေအတွက် အင်တာဗျူးအောင်ပြီးတော့ပေါ့နော်အများဆုံးသွားရအောင်ဘယ်လိုတွေစူးစမ်းခဲ့လဲဆိုတာမောင်လေးညီမလေးကိုဘယ်လိုမျိုးလေးအကြံပေးချင်သေးလဲ စူးစမ်းခဲ့တာကတော့အဓိကစာပဲအရင်လုပ်လိုက်တာပေါ့နော်စာတွေအားလုံးပြီးသွားပြီဆိုတော့မှအင်တာဗျူးဖြေလိုက်တာဆိုတော့အဓိကတော့စာဦးစားပြီးလုပ်စေချင်တယ်ပြီးတော့မှအင်တာဗျူးဖြေရင်တော့တအောင်မယ်လို့ထင်တယ်ပေါ့နော် ပါဘောဆိုရင်မတို့ဒီယူမဲ UK ကနေပြီးတော့ပေါ့နော်ညီမလေးတို့ကိုစမ်းဆဲတွေနဲ့ဆရာတွေဆန်းဆဲတွေနဲ့တကယ်ချင်းတွေနဲ့ activity တွေလုပ်ပေးခဲ့ပေါ့နော်အဲ့ဒီပိုင်းမှာအမှတ်တရလေးပြောပေးခဲ့ပါဦး activity အနေနဲ့ကတော့မရှိလဲဆိုဟောပေါ့နော်ခိုင်းဝါတွေတယောက်ချင်းထွက်ပြောတာလေးကတော့အမှတ်တရရှိခဲ့ပါတယ် ဟောဘောမတို့ယူမဲ UK ကိုညီမလေးအနေနဲ့ပေါ့နော်ဘယ်လိုမျိုးအကြံဉာဏ်ပေးချင်လဲဘယ်လိုမျိုးလေးဟိုဖြည့်ချင်တယ်ပြောပေးခဲ့ပါအောင်နော် ဟုတ်ကောင်းပါတယ်ပေါ့နော်တင်တဲ့ကောင်းပါတယ်ဒီထက်ပိုကောင်းမယ်ဆိုရင်တော့ပိုအဆင်ပြေပါပေါ့နော် ကျေးဇူးပါညီမလေးညီမလေးပေါ့နော်အခုသွားတော့မဲ့လန်ခရီးမှာအစင်မြေချုံးမွေးစာနဲ့အောင်မြင်မြင်ရောက်ရှိပါစေပြီးတော့အလုပ်ငန်းကိုင်လုပ်ငန်းခွင်မှာလည်းအစင်မြေချုံးမေးပါစေလို့မတို့ယူမဲ UK မိသားစုကနေစုမင်္ဂလာတောင်းပေးလိုက်တယ်နော်ကျေးဇူးတင်ပါတယ်